အရွယ်ချင်းတူသလိုရုပ်ချင်းတူပေမဲ့ပြည်သူတွေနဲ့အခုလိုကွာခြားတဲ့အမှုပညာစွမ်းရည်ရှိနေတဲ့ကြော်ကြော်ဘိုသမီးပြိုင်သူခပရိသတ်များလုံးပဲမင်္ဂလာပါရှင်ပြိုင်သူခလေးကတော့ကြော်ကြော်ဘိုရဲ့တဦးရဲသောသမီးလေးဖြစ်သလိုအခုဆိုရင်အရွယ်ရောက်ရှိလို့လာပြီဖြစ်ပါတယ်တော်တော်များများကပြိုင်သူခလေးကိုအိမ်နာကျော်စင်းနဲ့ပြည်သူတို့ရဲ့သမီးလေးပြည်သူတွေနဲ့မှားတတ်ကြပါတယ်နှစ်ယောက်လုံးကအခင်းဆုံးတငယ်ချင်းတွေဖြစ်ကြသလိုတက်တော်မှာဆိုလဲခေတ်ပေါ် trend တွေကိုအမြဲ join နေကြဖြစ်တာကြောင့်မှားတတ်တာလည်းဖြစ်ပါတယ်ပြည်သူဒရာနဲ့ပြိုင်သူခါကအရွယ်တရုံနဲ့မကပဲယောဂလည်းအတော်လေးဆင်တူပါတယ်။တချို့ဆိုရင်နှစ်ယောက်လုံးကိုတယောက်ထဲလိုတောင်ထင်ကြတာပါ။ရုပ်ချင်းတူတဲ့အပြင်တတော်စောတဲ့ပုံစံကပါတူကြတာမို့ပိုပြီးခွဲရခက်စေပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်မှရှိကြတဲ့အရေးချင်းကတော့မတူကြပါဘူး။ပြည်သူဒရာလေးကအောင်မြင်ကြော်ကြားတဲ့ထိပ်တန်းနှစ်ဦးရဲ့သမီးဆိုပေမဲ့အနုပညာနဲ့ပတ်သက်ပြီးသူ့ရဲ့အရေးချင်းတွေကိုထုတ်ပြခြင်းမရှိပါဘူး။ကြော်ကြော်ဘိုရဲ့သမီးပြိုင်သူခါကတော့အနုပညာနဲ့ပတ်သက်ရင်ဝါသနာပါလို့နေတာဖြစ်ပါတယ်။ဒါပေမဲ့ကြော်ကြော်ဘိုလို့တရုတ်ဆောင်အလုပ်ကိုဝါသနာပါတာတော့မဟုတ်ပါဘူး။ပြိုင်သူခါလေးကတရုတ်ဆောင်ရတာကိုဝါသနာမပါသေးပဲတချင်းဆိုရတာကိုအတော်လေးဝါသနာပါတာပါ။ကိုရီးယား K-pop idol တွေလို့တချင်းဆိုချင်တာဖြစ်တယ်လို့သူကိုယ်တိုင်လည်း cover တချင်းလေးတွေကိုတီးဆိုနေပါပြီ။ပြီးခဲ့တဲ့ရက်မှာဆိုရင်လည်းပြိုင်သူခတီးဆိုထားတဲ့တချင်းတစ်ပုဒ်ကိုကြော်ကြော်ဘိုကသူ့အကောင့်ကနေတင်ပေးလာခဲ့တာဖြစ်ပါတယ်။ Double Take ဆိုတဲ့တခြင်းလေးကိုပြိုင်သူခကသူကိုယ်တိုင်ကပါတီးဆိုလာခဲ့တာဖြစ်ပါတယ်။တခြင်းကနာမည်ကြီးတခြင်းဖြစ်သလိုကြိုက်နှစ်သက်သူလည်းများပြားပါတယ်။ဒီတခြင်းလေးကိုပြိုင်သူခကအင်္ဂလိပ်အတန်ထွက်မှန်ကန်စွာနဲ့ပြန်လည်တီးဆိုလာခဲ့တာပါ။ပြိုင်သူခရဲ့အတန်ကတခြင်းနဲ့လိုက်ဖက်သလိုတခြင်းရဲ့မူရင်းကိုလည်းပြတ်သွားတာမျိုးမဖြစ်စေခဲ့ပါဘူး။စာသားရဲ့အတန်ထွက်ကိုလည်းမှန်ကန်အောင်တီးဆိုနိုင်တာကြောင့်အားလုံးကဝိုင်းပြီးချီးကျူးနေကြတာပါ။အခုနောက်ပိုင်းမှာတချင်းကိုမဆိုတက်ဆိုတက်နဲ့ဟန်ပြတီးဆိုနေတဲ့ဆယ်လီတွေထက်ဆိုင်ရင်ပြိုင်သူခါလေးကအရေးချင်းလေးရှိတယ်လို့ဆိုရမှာပါလက်ရှိမှာအသက်15နှစ်အရွယ်သားရှိသေးပေမဲ့အင်္ဂလိပ်စာကိုလည်းတေချာလေ့လာထားတာဖြစ်ပါတယ်ဒါကြောင့်မို့လဲအတန်ထွက်ကအစမှန်ကန်အောင်တီးဆိုနိုင်နေတာဖြစ်ပါတယ်ပြိုင်သူခါကအဆိုပညာကိုတကယ်ဝါသနာပါတာမို့တေချာလေ့ကျင့်ထားတာဖြစ်ပါတယ်ပြိုင်သူခါလေးကိုကြော်ကြော်ဘိုးတို့ကလည်းတက်နိုင်သမျှပံ့ပိုးပေးကြပါတယ်တချင်းဆိုဖို့အတွက်အားလုံးစီစဉ်ပေးသလိုအဆိုသင်တန်းတွေကိုလည်းအပ်ပေးထားကြတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲအဆိုပညာကိုတည်တဲ့လောက်တီးကဆိုလာနိုင်ခဲ့တာပါ။ကြော်ကြော်ဘိုးကတော့ပြိုင်သူခအရွယ်ရောက်လာရင်သူဖြစ်ချင်တာကိုမေးပြီးတေချာပေါက်ပံ့ပိုးပေးမှဖြစ်ပါတယ်။ပြိုင်သူခကသာအဆိုတော်ဖြစ်ချင်တာတေချာပြီဆိုသူ့ဘက်ကပံ့ပိုးပေးဖို့လုံးဝလက်နေမှာမဟုတ်ပါဘူး။သူကမင်းသားဖြစ်လို့ဆိုပြီးသမီးဖြစ်သူကိုမင်းသမီးဖြစ်အောင်အတင်းလောက်ခိုင်းမှလည်းမဟုတ်ပါဘူး။ကြော်ကြော်ဘိုးရဲ့သမီးလေးပြိုင်သူခနဲ့ပတ်သက်ပြီးအမှုပညာရှင်တွေကလည်းအရန်ကိုချီးကျူးနေကြတာပါ။အသက်ငယ်သေးပေမဲ့အရေးချင်းကမသေးတာမို့အောင်မြင်တဲ့အမှုပညာရှင်ဖြစ်လာမယ်လို့တော့ကြိုတင်ခံမှန်းနေကြပါတယ်။ပြိုင်သူခရဲ့အမှုပညာမျိုးရိုးကလည်းမသေးတာမို့အောင်မြင်တဲ့အမှုပညာရှင်အဖြစ်သေးချပေါက်ဖြစ်နိုင်တာပါ။ဘိုးဘွားစင်ဆက်မျိုးရိုးကအမှုပညာရှင်မျိုးရိုးဖြစ်တာမို့အမှုပညာသွေးကအပြေဝကိုပါရတာဖြစ်ပါတယ်။ပရိသတ်ကြီးရောကြော်ကြော်ဘိုးရဲ့သမီးလေးပြိုင်သူခလေးရဲ့အရေးချင်းပေါ်ဘယ်လိုမြင်လဲ။တချင်းဆိုတာကောင်းနေထင်လားဆိုတာ comment မှာပြပြပေးခဲ့ကြပါအောင်ရှင်။